14ရာစုအလဲပိုင်းမြန်မာနိုင်ငံအလဲပိုင်းဟာအင်အားပြိုင်ဆိုင်မှုများမင်းဆက်ပြောင်းလဲမှုများနဲ့လှုပ်ရှားနေခဲ့တဲ့ကာလပါ။ပင်းရနဲ့စစ်ကိုင်းတိုင်းပြည်များကအာဏာအတွက်မျက်နှာချင်းဆိုင်နေကြသလိုအင်ဝဘတ်မှာလည်းအင်အားတည်ဆောက်မှုများစတင်နေခဲ့သည်။အဲ့ဒီကာလမှာသမိုင်းစာမျက်နှာတွေကိုမကြာခဏမဖော်ပြခံရပေမဲ့စိတ်ဝင်စားစရာကောင်းစွာထွက်ပေါ်လာတဲ့အမျိုးသမီးတဦးရှိခဲ့သည်။စောမွန်လာစောမွန်လာဟာတာမန်မိတ်ဖျားတူမဟုတ်ပါနိုင်ငံရေးအခြေအနေများပြောင်းလဲနေချိန်မှာအာဏာကိုကင်တွယ်ရတဲ့အမျိုးသမီးတူဖြစ်ခဲ့သည်သမိုင်းမှတ်တမ်းများအရသူမသည်ပေးရနိုင်ငံအတွင်းအာဏာဆိုင်ရာဆက်နွယ်မှုများနဲ့အိမ်ထောင်ရေးမဟာမိတ်များကြောင့်နန်းတော်အတွင်းအရေးပါလာခဲ့သည်ဒါပေမဲ့အာဏာနီးကပ်လာသလိုအန်ဒီရဲလည်းနီးကပ်လာတတ်သည်နိုင်ငံရေးပဋိပက္ခများပြင်းထန်လာချိန်တွင်စောမွန်လာသည့်အချိန်တော်ကာလအတွင်းအာဏာကိုထိန်းချုပ်ခဲ့ရသည်ဟုရာဇဝင်တွင်ဖော်ပြကြသည်အမျိုးသားဘုရင်များအကြားအင်အားပြိုင်ဆိုင်မှုကြားမှာအမျိုးသမီးတဦးအထိရက်တီရခြင်းသည်လွယ်ကူသည့်အရာမဟုတ်ခဲ့ပါသူမ၏အာဏာယူမှုသည်အချိန်တိုပေမဲ့ထင်ရှားသောသမိုင်းလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့သည်သို့သောသမိုင်းကအမြဲတမ်းအာဏာရှိသူဘက်မှမတည်တံ့ပါဘူးမင်းဆက်အပြောင်းလဲများစစ်ရေးအင်အားများအိမ်ထောင်ရေးမဟာမိတ်များပြောင်းလဲသွားခြင်းတွင်စောမွန်လာ၏တာနာလည်းလျင်မြန်စွာစုပ်ယုပ်သွားခဲ့သည်သူမ၏အဆုံးသက်ကာလကိုအလေးမထင်ရှားတော့လေအာနာကိုကြိုက်တွေခဲ့သောအမျိုးသမီးတဦးအထိသမိုင်းထဲမှာမှတ်တမ်းတင်ထားသည်စောမွန်လာ၏ဇလန်သည်ဓာတ်ရိုက်စစ်ပွဲကြီးများအကြောင်းမဟုတ်ပါဒါဟာနန်းတော်အတွေ့မမြင်ရသောအင်အားများမဟာမိတ်များစိတ်ပိုင်းဆိုင်ရာအားထုတ်မှုများအကြောင်းဖြစ်သည်အမျိုးသမီးတဦးအဖြစ်အာနာအလဲဗဟိုသို့ရောက်ရှိခြင်းနဲ့အာနာဆုံးရှုံးခြင်းတို့၏မျက်နှာချင်းဆိုင်ကိုပြသထားသောသမိုင်းသင်ခန်းစာတစ်ခုလေးဖြစ်သည်ဒီနေ့ကျွန်ုပ်တို့ပြန်လည်စဉ်းစားရမည့်အချက်တစ်ခုဟာသမိုင်းထဲသောအမျိုးသမီးများ၏အခန်းကဏ္ဍကိုမကြာခဏလျော့နေဖော်ပြခံရတတ်သည်သို့သောစောမွန်လာခဲ့သို့သောမိဖုရားများသည်နိုင်ငံရေးအပြောင်းလဲများ၏အရေးပါသောချက်ချင်းအကျိုးသက်ရောက်မှုများကိုခံစားခဲ့ရသူများဖြစ်ကြသည်အချိန်တိုပေမဲ့အာနာကိုကင်တွယ်ခဲ့သောမိဖုရားစောမွန်လာ၏ဆက်လန်းသည်အာနာဆိုသည်မှာထာဝရမဟုတ်ကြောင်းသမိုင်းဆိုသည်မှာအနိုင်ရသူများသာမကမေးလျောက်ခံရသူများ၏တဲလွန်စားများလည်းဖြစ်ကြောင်းသတိပေးနေဆဲဖြစ်သည်